တညတာအတွင်းမှာတင်တကဘာလုံးကကျွန်တော်လုံးဝနားမလည်နိုင်တဲ့နီလန်မျိုးနဲ့ပြောင်းလဲသွားခဲ့ပါတယ်ကဘာကုန်စည်နှုန်းတွေကအစပေါင်းတစ်တန်းမကထိုးကျသွားခဲ့ပြီးဘလောက်အထိလဲဆိုရင်တစ်ချက်တည်းနဲ့ဖူဂျီတောင်ကိုဝယ်လို့ရပြီးနှစ်ချက်ဆိုရင်အမေရိကန်က Wall Street တစ်ခုလုံးကိုဝယ်လို့ရတဲ့အထိပါပဲဒါပေမဲ့ထူးဆန်းတာကကျွန်တော်ရဲ့ပတ်စံကတော့လုံးဝထိခိုက်မှုမရှိတဲ့တစ်ခုတည်းသောအရာဖြစ်နေပြီးကျွန်တော်ကတော့ဒါတွေဖြစ်ပျက်နေတာကိုဘာမှမသိသေးပါဘူးဒါကြောင့်ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့ပဲအမေရိကန်အမေစီစဉ်ပေးတဲ့အောင်သွေးပေးစားပွဲကိုတွားခဲ့ပါတယ်ကျွန်တော်ရှိမှထိုင်နေတဲ့မိန်းကလေးကကျွန်တော်ကိုတီတီငိမ့်ငိမ့်စိုက်ကြည့်ပြီးပြောပါတယ်ပွင့်ပွင့်လင်းလင်းပဲပြောမယ်ရှင်ကျမကိုလက်ထပ်ချင်ရင်အနည်းဆုံးစတုရန်မီတာ100ရှိတဲ့အိမ်တစ်လုံးချစ်ကားတစ်စီးနဲ့တင်တောင်းငွေ9မှုပေးရမယ်ကျွန်တော်လဲကြောင်အန်းနဲ့ပြန်မေးလိုက်မိတယ်ပါ9မှုဟုတ်လားသူမကဒါကပုံမှန်ပဲဆိုတဲ့အတိုင်းခေါင်းငိမ့်ပြပါတယ်ဟုတ်တယ်9မှုကျွန်တော်လဲမျက်မှောင်ကုပ်ပြီးမေးလိုက်မိတယ်နေပါဦးမင်းငါကိုနောက်နေတာလားသူမကလက်ပိုက်လိုက်ပြီးပြက်ပြက်တသားပဲပြန်ပြောပါတယ်တေးတေးချာချာနားထောင်စမ်းပါလူစင်းရဲ့ကျွန်တော်လဲနားကြမားတာလားဆိုပြီးခေါင်းခါရန်ကပြောလိုက်ပါတယ်မဟုတ်ဘူးမကျွန်တော်နားကြမားတာထင်တယ်တင်တောင်းငွေက9မှုအသေးချပဲလားဒါပေမဲ့သူမကကျွန်တော်ကိုစိုက်ကြည့်ပြီးခိုင်ခိုင်မာမာပြောပါတယ်ရှင်နားမမားပါဘူးတင်တောင်းငွေက9မှုပဲကျမကိုလက်ထပ်ချင်ရင်တပြားမှရှော့လို့မရဘူးကျွန်တော်ကသူမကိုကြောင်ကြည့်နေတော့မှပဲသူမကထပ်ပြောပါတယ်ကျမတောင်းဆိုတာများတယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျမမိဘတွေကကျမကိုတော်တော်လေးပင်ပင်ပန်းပန်းကျွေးမွေးခဲ့ရတာလေကျွန်တော်ကောင်းထဲမှာတော့ဘယောက်ပရက်တွေဖြစ်ကုန်ပါပြီနေပါဦးတင်တောင်းငွေကတကယ်ပဲ9မှုတည်းလားသူမကတကယ်ပဲကပ္ပတထေးကြီးတယောက်ရဲ့သမီးများလားမသိစိတ်ကနေကျွန်တော်ရေရွတ်လိုက်မိပါတယ်မင်းကတထေးကြီးတယောက်မဟုတ်ပါဘူးနော်အဲ့ဒီစကားကြောင့်သူမကကျွန်တော်ကိုမျက်စောင်းထိုးပြီးអော်ပါတော့တယ်ဘာတွေလျှောက်ပြောနေတာလဲရှင်မတက်နိုင်ရင်လည်းထားလိုက်တော့ပြီးတော့သူမကလက်ခါပြပြီးထပ်ပြောပါတယ်မစိုးရိမ်ပါနဲ့ကျမရှင်စီကအမျက်မထုတ်ပါဘူးဒီကော်ဖီဖိုးကိုကျမဘာသာပဲပေးပါမယ်ရှင်တစ်ချက်ပဲထုတ်ပေးနိုင်ရင်တော့မှပေါ့ပြီးတော့အေးဆက်တဲ့လေတံနဲ့အဆုံးတက်လိုက်ပါတယ်ရှင်ငိုယိုပြီးတင်တောင်းငွေအများကြီးနဲ့လာတောင်းမှန်ရင်တော့ကျမသဘောတူမှာမဟုတ်ဘူးကျွန်တော်လည်းကောင်းခါပြီးမတက်ရက်လိုက်ပါတယ်တလားကိုတိမ်ပေါင်းများစွာရှာပေးနေတဲ့ကျွန်တော်ရဲ့ live fluid နဲ့အလုပ်ကိုဆက်လုပ်ဖို့အိမ်ပြန်ဖို့ပဲပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းကရုတ်တရက်တုန်ခါလာပါတယ်ဖုန်းကိုကင်ပြီးပြောလိုက်ပါတယ်ဟယ်လိုဘယ်သူလဲခင်ဗျာတစ်ဖက်ကအတန်တစ်ခုထွက်လာပါတယ်ဟယ်လိုကိုမင်းတန့်စီကဖုန်းပါလားခင်ဗျာကျွန်တော်မျက်မှောင်ကုပ်ပြီးပြန်ပြောလိုက်တယ်ဟုတ်ပါတယ်ကျွန်တော်ပါပဲဘာကိစ္စရှိလို့လဲအဲ့ဒီလူကအမြန်ပဲရှင်းပြပါတယ်ကိုမင်းတက် online ကနေဝယ်ထားတဲ့ဘိုးရင်ခွန်လေးခွန်လေးရင်ကြီးကမျိုးတော်ပြည်ပြည်ဆိုင်ရာလေးစိတ်ကိုရောက်ရှိနေပါပြီပစ္စည်းကတကယ်ကိုတန်မိုးကြီးလွန်းလာမှုလာရောက်ယူဆောင်ဖို့ဘယ်အချိန်အဆင်ပြေမလဲဆိုတာအတီးပြုပေးစေချင်ပါတယ်ကျွန်တော်မယုံနိုင်ပဲရဲမိသွားပါတယ်ဘာတွေလျှောက်ပြောနေတာလဲကျွန်တော်ကအပျော်စီးဖို့လေရင်ပုံစံငယ်လေးပဲဝယ်ထားတာပါမျိုးလဲဘူတာယုံမှာပဲထားခဲ့လိုက်ပါဒါပေမဲ့အဲ့ဒီလူကချက်ချင်းထိတ်လန့်သွားပြီးပြောပါတယ်မဟုတ်ဘူးဆရာဟာနောက်နေတာလားဒါကဘိုးအင်း949အစ်စ်ကြီးလေးပြကျွန်တော်တို့မှတတိအစ30ရှိရင်တောင်ဒီအတိုင်းပစ်ထားခဲ့ရပါဘူးဆရာကိုယ်တိုင်လာရောက်ပေးပါကျွန်တော်ကတော့သူတို့တွေယူနေပြီလို့ပဲပို့ပြီးယုံကြည်သွားပါတယ်ကျွန်တော်3ချက်တဲနဲ့ဝယ်ထားတဲ့ပလတ်စတစ်ပုံစံငယ်လေးကိုခမည်းတော်ကလေရင်အစ်စ်ကြီးလို့လုပ်နေတာပဲကောင်းပြီအဲ့ဒါဘာမှလဲကျွန်တော်နောက်မှလာခဲ့မယ်သူကအမြန်ပဲပြန်ပြေးပါတယ်ကျွန်တော်တို့လေစိတ်ရဲ့ရနာကွင်းမှာရှိနေပါတယ်ဒီနေရာပို့ပေးပါမယ်ဒါနဲ့ကျွန်တော်လည်းပတ်စံချွေထားတဲ့အနေနဲ့လေစိတ်ကိုတွားမဲ့ဘတ်စကား2စီးကိုတားပြီးမေးလိုက်ပါတယ်ဟေးလူလေစိတ်အထိတွားခဘလောက်လဲချက်ချင်းပဲကားဆရာတွေအားလုံးကကျွန်တော်ကိုအယူတယောက်လိုကြည့်ကြပါတယ်တယောက်ကမျက်မှောင်ကုပ်ပြီးပြောတယ်ဘလောက်လဲဟုတ်လားငါကောင်နေအိမ်မက်နေတော့လားရုပ်ရှင်တွေအကြည့်များပြီးလက်တွေ့နဲ့အိမ်မက်ကိုမခွဲခြားနိုင်တော့ဘူးထင်တယ်နောက်တစ်ယောက်ကနှာခေါင်းရှုပါတယ်ဒီဘက်ခေတ်လူငယ်တွေမင်းတို့ရဲ့မာနကခြေစော်နန္ဒာထက်ဆိုးတယ်ပါဇက်ဖွင့်လိုက်ရင်အကျက်အကြောင်းပဲပြောနေတယ်အခြားတစ်ယောက်ကလည်းလှောင်ပြောင်နဲ့ဝင်ပြောပါတယ်ငါကောင်ထီပေါက်မဲ့အိမ်မက်တွေမက်မနေပါနဲ့ TV ထဲကတညရဲနဲ့ချမ်းသာသွားတဲ့ပုံမြင်တွေကငကြက်ဆိုတာတော့အတူကြီးတွေပါနောက်ထပ်အတန်တစ်ခုကလည်းဝင်ညက်ပါတယ်အတိအကျပဲစာကိုတေးသေးချာတင်ပြီးတလကိုပြားနှဲငယ်ရမယ်အလုပ်တစ်ခုရှာစမ်းပါအဲ့ဒါဆိုရင်တင်မင်းတို့ဘိုးဘွားတွေရဲ့အုပ်ကူကနေအစိမ်းရောင်မီးခိုးတွေထွက်လာတယ်လို့ဖြစ်နေပြီဒါတွေကိုနားထောင်ရင်ကျွန်တော်ပို့ပြီးကြောင်အံ့ဖြစ်လာပါတယ်ဒီလူတွေဒီနေ့ဘာဖြစ်နေကြတာလဲတင်တောင်းငွေက9မှုလဲပဲလေကျွန်တော်ကဘတ်စကားကချွေတာဖို့မေးတာကိုအထင်သေးခံနေရတယ်ကျွန်တော်နည်းနည်းစိတ်တူလာပါတယ်အထူးသဖြင့်ဝစ်စုံပြေးဝစ်ထားတဲ့လူတစ်ယောက်ကကျွန်တော်ကိုယုံရှာတဲ့မျက်လုံးနဲ့ကြည့်ပြီးပြောတဲ့အချိန်မှာပေါ့မင်းဝစ်ထားတာကိုကြည့်ဦးလမ်းဘေးဆိုင်ကအဝတ်စားတွေရုပ်ဆိုးလိုက်တာမင်းကိုပြားနှဲငယ်နဲ့ပြန်ရောက်ရင်တော့ဘလောက်တန်ဖိုးရှိမှမို့လို့လဲကျွန်တော်ကသူ့ကိုစိုက်ကြည့်ပြီးမေးလိုက်ပါတယ်ခမည်းကဘာကောင်းမို့လို့လဲသူကချက်ချင်းပဲမာနတစ်ထောင်နဲ့ပြန်អော်ပါတယ်ငါကဒီမျိုးရဲ့အရေးပိုင်ပဲဘတ်စကားကပေးဖို့ပတ်စံမရှိရင်ချက်ချင်းဆင်းသွားစမ်းကျွန်တော်ရဲ့တီးခံနိုင်စွမ်းကပြတ်တောက်သွားပြီးသူ့ကိုစိုက်ကြည့်ကပြောလိုက်ပါတယ်ခမည်းယူနေလားဘတ်စကားကဘလောက်လဲမေးတာဘာဖြစ်လို့လဲဘယ်တော့မှစပြီးကြက်နှဲငယ်အကြောင်းမေးတာကလူရဝင်စရာဖြစ်သွားရတာလဲအဲ့ဒီစကားတွေပါဇက်ကထွက်သွားတာနဲ့တစည်းလုံးရုပ်တဲဖြစ်ကုန်ပါတော့တယ်လူတွေကអော်ကြပါတယ်ကြားလိုက်ကြလားသူကပြားတွေမူးတွေမဟုတ်ပဲအကြက်လို့ပြောလိုက်တာဟဲ့ကြက်တဲ့နောက်တစ်ယောက်ကရေးပါတယ်ငါကောင်မင်းအိမ်မက်လို့ရပါတယ်ဒါပေမဲ့အိမ်မက်ကိုလက်တွေ့လို့မထင်လိုက်နဲ့ယူသွားလိုက်မယ်အခြားတစ်ယောက်ကနှာခေါင်းရှုပါတယ်ကြက်အနေငယ်ဟုတ်လားသူသားတကယ်လို့တစ်ချက်ထုတ်ပြနိုင်ရင်ငါဒီဘတ်စကားတစ်စီးလုံးကိုအကုန်ဝါပြမယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ဇဝေဇဝါနဲ့မယုံနိုင်စရာအခြေအနေတွေကြားမှာပဲရက်နေခဲ့ပါတယ်ပတ်စံနဲ့ပတ်သက်ပြီးကျွန်တော်သိထားသမျှအရာအလုံးကပြောင်းပြန်ဖြစ်သွားပြီဆိုတာကိုမသိသေးပါဘူးကျွန်တော်ကိုဝိုင်းပြီးစော်ကားနေကြတဲ့လူအုပ်ကြီးကိုကြည့်ရင်အဲ့ဒီဝစ်စုံပြေးတဲ့လူကဒါကိုတကယ်ကိုသဘောကျနေတာကိုမြင်နေရပါတယ်သူကရင်ဘက်ကိုပစ်လိုက်ပြီးမျက်နှာမှာဆက်ဆုပ်စရာကောင်းတဲ့မာနတွေပြည့်နေပါတယ်သူကရှာတက်ပြီးပြောပါတယ်တောက်အမွေးမစုံသေးတဲ့ကောင်လေးကအတိုင်းတာကိုမသိဘူးအန်ကယ်ကဒီနေ့အလှည့်ကျကားပြင်းနေလို့ကားကောင်းကြီးမစီးလာမိတာပါ
မင်းကားမစီးမိတာလားသူကပြုံးစီစီနဲ့ထပ်ပြောပါတယ်ပတ်စံမရှိရင်အန်ကယ်လို့ခေါ်လိုက်မင်းကားစီးဖို့ပတ်စံပေးမယ်ဒါနဲ့တင်ငါရဲ့တလားလားစာကနှစ်ပြားခွဲအတိအကျပဲရှိတာဘေးပတ်ဝန်းကျင်ကလူတွေကလည်းရုပ်ရှင်ပွဲကြည့်နေရတယ်လို့ဝိုင်းပြီးရေမောလောင်ပြောင်ကြပါတယ်ကျွန်တော်ကတော့ရက်နေရင်ဒီလူတွေဒီနေ့ဘာတွေယူနေကြတာလဲလို့ပဲတွေးနေမိပါတယ်ဘာလို့ဒီလိုတွေလုပ်နေကြတာလဲစနစ်ကကျွန်တော်ကိုစောက်ကစားနေတာလားဒါကတကယ်ကိုအတူကြီးလိုပဲအကယ်၍ဒီကဘာပေါ်ကချမ်းသာတဲ့သူတွေကတိန်းနေငယ်ပဲရှာနိုင်နေဆိုရင်အခုချိန်မှာကျွန်တော်ကနိုင်ငံတစ်ခုလုံးထပ်ပို့ပြီးချမ်းသာနေတာပေါ့ဒီအတွေးကကျွန်တော်ကိုတုံ့လောက်သွားစေပြီးရဲတောင်ရဲချင်သွားပါတယ်စောစောကအောင်သွဲပေးစားပွဲကမင်းကလေးเจ้าကိုလည်းပြန်တွေးမိပါတယ်သူမကတကယ်တော့တော်တော်လေးလာပါတယ်နောက်တစ်ခါကျရင်ပတ်စံနဲ့ပဲပတ်ဆက်ပိတ်ပြရမယ်ကျွန်တော်အတွေးတွေကယူသွတ်เสียကောင်းလောက်အောင်ပြန်လွှင့်နေတော့မှပဲတယောက်ယောက်ကអော်လိုက်ပါတယ်ဟေးလူစင်းမလားမစင်းဘူးလားမစင်းရင်ကားပေါ်ကထွက်သွားစမ်းကျွန်တော်လည်းတတိပြန်ဝင်လာပြီးမျက်မှောင်ကုတ်ကပြောလိုက်ပါတယ်ကျွန်တော်ကကားကဘလောက်လဲပဲမေးတာလေခင်ဗျားတို့အားလုံးယူနေကြတာလားဒါပေမဲ့တယောက်ကနှာခေါင်းရှူပြီးပြောပါတယ်ငါကောင်မင်းကကြက်တွေအကြောင်းပဲပြောနေတာပဲကောင်းပြီမင်းအခုချက်ချင်းကြက်အနေငယ်ထုတ်ပြနိုင်ရင်ငါမင်းကိုဒီနေရာတဲ့အဖေလို့ခေါ်မယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာမှတိုးဆုံမနေတော့ပါဘူးအိတ်ကက်ထဲကိုလက်နှိပ်ပြီးပတ်စံကိုထုတ်လိုက်ပါတယ်လူတိုင်းအဲ့ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတစည်းလုံးတိတ်ဆိတ်သွားပါတော့တယ်ကျွန်တော်ကအကျွေးစစ်လေးစိတ်ကိုလေထဲကိုပေါ့ပေါ့ပပပဲမြောက်တင်လိုက်ပြီးနေအောင်အောက်မှာတောက်ပနေတဲ့အကျွေးစိတ်တွေကကျွန်တော်လက်ဖွားတွေကိုတတူတန်တူတူတန်တန်နဲ့ပြန်ကျလာတာကိုကြည့်နေလိုက်ပါတယ်ဘေးပတ်ဝန်းကျင်ကလူတွေအားလုံးမြင်တက်သွားကြပြီးကျွန်တော်ကတော့အနေငယ်နှာခေါင်းရှူကပြောလိုက်ပါတယ်ဒါကတစ်ချက်တည်းလေဘာဖြစ်လို့အားလုံးကဒီလောက်အထိအထူးဆန်းလုံးနေကြတာလဲဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေကကျွန်တော်လက်ထဲကအကျွေးစိတ်တွေစီမှာပဲတက်နေပါတယ်တယောက်ကမယုံနိုင်ပဲရေးရုပ်ပါတယ်အဲ့ဒီတောက်ပမှုအဲ့ဒီအထီးတွေ့အဲ့ဒါတကယ်ကြက်စစ်တွေပဲနောက်တစ်ယောက်ကတုံတုံရင်ရင်နဲ့ပြောပါတယ်မဖြစ်နိုင်တာဒါဘလို့လို့အစ်စ်ဖြစ်နိုင်မှာလဲဒါလေးချက်တောင်လေမင်းကဒါကိုဘလို့လို့ဒီအတိုင်းပေါ့ပေါ့ပပထုတ်ပြနိုင်ရတာလဲကျွန်တော်ကအကျွေးဆေးတွေကိုလေထဲထမြောက်လိုက်တဲ့အချိန်မှာသူတို့ရဲ့မျက်လုံးတွေကမြေပြင်ပေါ်ကျပြီးပျက်စီးသွားမှာကိုကြောက်နေတဲ့အတိုင်းလိုက်ကြည့်နေကြတာကိုမြင်ရပါတယ်နောက်ဆုံးမှာကျွန်တော်ကလက်တစ်ဖက်ထဲနဲ့ဖမ်းပြီးအိတ်ကက်ထဲကိုဂယုမဆိုင်ပဲပြန်ထည့်လိုက်တဲ့ခါမှာတော့လူအုပ်ကြီးတစ်ခုလုံးကကျွန်တော်ကတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုလွှင့်ပစ်လိုက်တယ်လို့မျိုးတုံပြန်ကြပါတယ်နှမျောစရာကြီးလူတစ်ယောက်ကអော်ပါတယ်မြေပြင်ပေါ်ကျသွားရင်ဘလို့လုံးမလဲနောက်တစ်ယောက်ကစိုးရိမ်တကြီးဝင်ပြောပါတယ်ဟုတ်တယ်မတော်တဆရေမြောင်းနဲ့ကျသွားရင်ဘလို့လုံးမလဲတစ်ယောက်ကဆိုရင်អော်တောင်းអော်ပါတယ်ငါမှသာအဲ့ဒီလိုသားမျိုးရှိရင်လေပင်းညစ်တက်မိမှာပဲသူတို့တွေအကျွေးစစ်အနေငယ်ကြောင့်ယူသွတ်နေကြတာကိုကျွန်တော်ကြည့်နေတော့မှပဲအခြားတစ်ယောက်ကမျက်လုံးတွေတောက်ပလျက်နဲ့ရှေ့ကိုတိုးလာပြီးပြောပါတယ်သူ့ကိုကြည့်ဦးသူကတကယ်တထေးကြီးရဲ့ဒုတိယမျိုးဆက်သားသမီးပဲဖြစ်ရမယ်ပြီးတော့အခြားမိန်းကလေးတစ်ယောက်ကအရှက်မရှိပဲပြောပါတယ်အကိုကြီးအကိုကစာရီအများကြီးတင်ထားတာဖြစ်ရမယ်ကျမကအเจ้าကအလှပတ်သေးပါပြားအနေငယ်ပဲပေးရရင်တောင်ကျမကအပြိုစင်လေးပါပဲကျွန်တော်လည်းသူတို့ကိုအယူတွေလိုကြည့်ပြီးရေရွတ်လိုက်မိပါတယ်အိမ်မက်မက်နေကြတာလားသိတာပါတယ်ခမ ्या တို့နောက်နေတာပဲပြီးတော့ကျွန်တော်ကဝစ်စုံပြင်းတဲ့လူစီကိုအကြည့်လော်ပြီးအေးဆက်ဆက်ပြောလိုက်ပါတယ်ခမ ्या မဟုတ်လားအစ်စ်တာဆိုရင်အဖေလို့ခေါ်မယ်ဆိုတာအဲ့ဒီစကားတွေကြောင့်သူ့မျက်နှာပြနှမ်းသွားပြီးလုံးဝလမ်းပြောက်သွားပါတယ်ဒါပေမဲ့သူ့မျက်လုံးတွေကကျွန်တော်အိတ်ကက်စီရောက်သွားတဲ့အချိန်မှာတော့တခုခုပြောင်းလဲသွားတာကိုချက်ချင်းမြင်လိုက်ရပါတယ်အရှက်ရနေတဲ့မျက်နှာကနေလောဘစော်တွေချက်ချင်းပြောင်းလဲသွားပြီးအတွေးတစ်ခုဝင်လာတဲ့အတိုင်းပါပဲသူကအရှက်မရှိပဲရှေ့ကိုတိုးလာပြီးပြောပါတယ်နေပါဦးအသက်ကွာခြားချက်ကိုဂယုမဆိုင်ဘူးဆိုရင်ချမ်းသာတဲ့အဖေတယောက်ကိုအတိမတ်ပြရတာကျွန်တော်အတွက်ဘာမှမနစ်နာပါဘူးပြီးတော့သူကဘာမှတိုးဆုပ်မနေပဲခေါင်းငုံပြီးပြောပါတယ်အဖေကျွန်တော်နာမည်ကစိုးဝင်းပါစိုးလေးလို့ခေါ်လို့ရပါတယ်ကျွန်တော်ယွန်ရှာလွန်းလို့អော်ပြစ်လိုက်ပါတယ်ထွက်သွားစမ်းတကယ်ကိုဆက်ဆုပ်เสียကောင်းလိုက်တာဒီရူးနေတဲ့လူအုပ်ကြီးကိုကြည်ရင်နောက်ဆုံးမှာတော့ကျွန်တော်အရာတစ်ခုကိုအသေးချာသဘောပေါက်သွားပါတယ်ကမ္ဘာကုန်စည်နှုန်းတွေတကယ်ပဲပြိုလဲသွားခဲ့ပါပြီအဲ့ဒီအတိတ်တွေကအခုချိန်မှာကျွန်တော်ကနိုင်ငံတစ်ခုလုံးထပ်ပို့ပြီးချမ်းသာနေပြီဆိုတာပါပဲဒီအတိတ်ကခေါင်းထဲဝင်လာပြီးနောက်အခြားအတွေ့တစ်ခုလည်းပေါ်လာပါတယ်အကယ်၍မင်းမျက်နှိုးတာကျွန်တော်တထေးကြီးဖြစ်သွားတာကိုသိရင်ကျွန်တော်ရင်ခွင်ထဲကိုချက်ချင်းပြေးဝင်လာမှာမဟုတ်ဘူးလားဟုတ်တယ်မလားအမှန်တော့ကျွန်တော်ဝယ်ထားတဲ့လေရင်ပုံစံငယ်ကသူမရဲ့မောင်လေးအတွက်ငွေနေ့လက်ဆောင်ပေးဖို့ပါဒါကိုပျက်စီးလို့မဖြစ်ပါဘူးဒါကြောင့်အချိန်ထက်မဖြုံးတော့ပဲလေစိတ်ကိုတက္ကစီစီးပြီးချက်ချင်းသွားခဲ့ပါတယ်တက္ကသိုလ်တုန်းကကျွန်တော်3နှစ်တိတိဆွဆွမြဲမြဲလိုက်ခဲ့ရတဲ့နတ်သမီးလေးမင်းမျက်နှိုးကြောင့်နဲ့သူမရဲ့မောင်လေးကကျွန်တော်ကိုအမြဲတမ်းကူညီပေးခဲ့တာကိုတွေးနေမိပါတယ်ဒါကြောင့်ကျွန်တော်ကသူ့ပေါ်အမြဲတမ်းရရောရှိခဲ့တာပါမကြခင်မှာပဲကျွန်တော်ကားတကားကိုဖွင့်ပြီးလေစိတ်ခမ်းမတဲ့ကိုလှမ်းဝင်ခဲ့ပါတယ်စောစောကဖုန်းခေါ်ထားတဲ့ဖောက်တီဝန်ဆောင်မှုနံပါတ်ကိုဖုန်းခေါ်မလို့လုပ်နေတော့မှပဲကျွန်တော်ဖုန်းကရုတ်တရက်မြည်လာပါတယ်မျက်နှာပြင်ကိုကြည့်လိုက်တော့သူမမင်းမျက်နှိုးဖြစ်နေပါတယ်ချက်ချင်းပဲစိတ်လှုပ်ရှားမှုတွေဝေစီသွားပြီးဒါတကယ်ကိုအပိုင်ပဲငါအခုဘာတူလဲဆိုတာကိုသူမကိုပြရတော့မယ်လို့တွေးလိုက်ပါတယ်ဖုန်းကိုအမြန်ကင်ပြီးစိတ်အားထက်သန်စွာပြောလိုက်ပါတယ်ဟယ်လိုမင်းကလေးကိုမောင်လေးရဲ့မွေးနေ့လက်ဆောင်ကိုပြင်ဆင်ပြီးမင်းပင်မှာလဲဒါပေမဲ့သူမရဲ့အေးဆက်ဆက်အတန်ကချက်ချင်းထွက်လာပါတယ်ကျမကိုအဲ့ဒီလိုလာမခေါ်နဲ့ကျမရနာကွင်းမှာရှိနေတဲ့ဒီကိုလာခဲ့ပြောစရာရှိတယ်ကျွန်တော်အနေငယ်အံ့ဩသွားပြီးပြန်ဖြေလိုက်ပါတယ်အာကိုလဲလေစိတ်ကိုရောက်နေတာပဲဘာဖြစ်လို့လဲသူမကစိတ်မရှိတဲ့လေတန်းနဲ့ပြောပါတယ်ရှင်လဲလေစိတ်မှာပဲလားဒါဆိုရင်ဝန်ထမ်းတယောက်ယောက်ကိုရှာပြီးရဟတ်ရင်ကွင်းကိုလိုက်ပို့ခိုင်းလိုက်မန်နေဂျာဟန်ကလွတ်လိုက်တာလို့ပြောလိုက်ကျွန်တော်မျက်မှောင်ကုတ်ပြီးဇဝေဇဝါဖြစ်သွားပေမဲ့သူမပြောတဲ့အတိုင်းဝန်ဆောင်မှုပေးတဲ့နေရာကိုသွားပြီးမန်နေဂျာဟန်ရဲ့နာမည်ကိုပြောလိုက်ပါတယ်မကြခင်မှာပဲကျွန်တော်ကိုလေးစိတ်ရဲ့ရဟတ်ရင်ရနာကွင်းစီကိုတန်းပြီးခေါ်သွားပါတော့တယ်ကျွန်တော်ခေါင်းထဲမှာတော့အခုတင်ဖြစ်ပျက်ခဲ့တာတွေကိုစဉ်းစားနေမိပြီးပိုပြီးကြီးမားတဲ့အရာတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ခံစားချက်ကိုရနေပါတယ်မကြခင်မှာပဲမင်းမျက်နှိုးနဲ့သူမရဲ့မောင်လေးမောင်တို့ရက်နေတာကိုမြင်လိုက်ရပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာမောင်ကသူ့ရှိကရဟတ်ရင်ကိုစိတ်လှုပ်ရှားစွာနဲ့စိုက်ကြည့်နေပြီးပြောနေတာကိုသတိထားမိပါတယ်ဝေါ
ဒါကိုကြည့်ဦးဒါကကိုပိုင်ရဟတ်ရင်ပဲတကယ်ကိုအလန်းကြီးနော်ကျွန်တော်အနားကိုတိုးသွားပြီးတဘာဝကြကြပဲပြောလိုက်ပါတယ်မျက်နှိုးမောင်မင်းတို့လည်းဒီမှာရှိနေတာပဲအချိန်ကြိုက်ပဲဒါပေမဲ့ကျွန်တော်သူမအနားကိုမကက်ရသေးခင်မှာတင်သူမကချက်ချင်းနောက်ဆုတ်ပြီးအေးဆက်ဆက်ပြောပါတယ်ကျမကိုမထီးနဲ့ကိုမင်းတန့်ကျမတို့လမ်းခွဲရအောင်ကျွန်တော်ခဏလောက်မင်းတက်သွားပြီးလုံးဝအထမပေါက်ဖြစ်သွားပါတယ်ပါမနောက်ပါနဲ့ဒီနေ့ကမောင်လေးရဲ့မွေးနေ့မဟုတ်ဘူးလားဒါပေမဲ့သူမကကျွန်တော်ကိုဘာခံစားချက်မှမရှိတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောပါတယ်ဘသူကရှင်ကိုနောက်နေလို့လဲရှင်ကကျမနဲ့မတန်ဘူးသဘောပေါက်လားရင်ပတ်ထဲမှာတစ်ခုခုတင်းကျပ်သွားတယ်လို့ခံစားရပြီးတိုးတိုးလေးပြောလိုက်ပါတယ်မျက်နှိုးဒီလိုမလုပ်ပါနဲ့ကိုလည်းနောက်နေတာမဟုတ်ဘူးဒါပေမဲ့သူမကကျွန်တော်စကားကိုတိုက်ရိုက်ဖြစ်ပြောပါတယ်လမ်းခွဲရအောင်အဲ့ဒီအချိန်မှာကျွန်တော်လက်ကမတိစိတ်ကနေအိတ်ကက်ထဲကအကျွေးစေးလေးစေးကိုတင်းတင်းဆုပ်ကင်ပြီးသွားပြီးမျက်နှာအမူအရာကတဖြည်းဖြည်းအေးဆက်သွားကမေးလိုက်ပါတယ်ဒါဆိုရင်အကြောင်းပြချက်တစ်ခုပေးပါကိုမင်းပေါ်ကိုကောင်းကောင်းမဆက်ဆံခဲ့လို့လားဒါပေမဲ့သူမမဖြေရသေးခင်မှာတင်မောင်ကနှာခေါင်းရှူပြီးရှေ့ကိုတိုးလာပါတယ်ဒါကိုကောင်းကောင်းဆက်ဆံတာလို့ခေါ်သလားငါနဲ့တွဲလာတာ3နှစ်ရှိပြီနှုတ်ခမ်းဒီတစ်ချောင်းတောင်ဝယ်မပေးဘူးအခုထိကျွန်တော်ရဲ့အမယောက်ျားဖြစ်ချင်နေတော့လားအိမ်မက်ပဲမက်နေလိုက်သူ့စကားကိုကြားတော့ကျွန်တော်သူ့ကိုကြည့်လိုက်မိပါတယ်မိမိရဲ့ညီရင်းလေးလိုဆက်ဆံခဲ့တဲ့ကောင်လေးကအခုလိုပြောလာတဲ့အခါရင်ထဲမှာဒေါသတွေပောက်ကွဲမတက်ခံစားရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအခြားတန်တစ်ခုကချက်ချင်းဝင်ဖြတ်ပြောပါတယ်မောင်ပြောတာမှန်တယ်မင်းကသူမကိုလက်ထပ်ဖို့မတန်ဘူးကျွန်တော်မော့ကြည့်လိုက်တော့ရဟတ်ရင်ပေါ်ကနေလူတစ်ယောက်ဆင်းလာတာကိုမြင်လိုက်ရပါတယ်အသက်30ကျော်အရွယ်ရှိတဲ့အဲ့ဒီလူကတန်းပြီးလျှောက်လာပြီးမင်းမျက်နှိုးရဲ့ခါကိုကျွမ်းကျင်စွာနဲ့ဖတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမောင်ကကျွန်တော်ကိုပေါ်ပေါ်ထင်ထင်ပဲရန်စားတဲ့မျက်လုံးနဲ့ကြည့်ပြီးဂုဏ်ယူစွာပြောပါတယ်အမယောက်ျားအခုမှရောက်လာတာလားကျွန်တော်မျက်မှောင်ကုပ်ပြီးအဲ့ဒီလူကိုစိုက်ကြည့်ကမေးလိုက်ပါတယ်ခမ ्या ကဘာတူလဲသူကမာနတစ်ထောင်နဲ့ပြောပါတယ်ငါကဒီလေချောင်းလိုင်းရဲ့မန်နေဂျာပဲပြီးတော့သူမရဲ့လက်ရှိရေးစားလည်းဖြစ်တယ်ပြီးတော့သူကသူ့နောက်ကရဟတ်ရင်ကိုလက်ညှိထိုးပြပြီးပြောပါတယ်ဒါကိုမြင်လားဒါငါဥစ္စာပဲငါဒီနေ့စိတ်ကောင်းဝင်နေတာမို့မင်းကိုစာအိတ်အနီးကြီးတစ်ခုပေးမယ်ဒါနဲ့သူကအကျွေးစေးတစ်စေးကိုပေါ့ပပထုတ်ပြီးပြပေးလိုက်ပါတယ်ယူလိုက်ကက်စီမနေပါနဲ့မောင်ကအဲ့ဒါကိုချက်ချင်းဖမ်းကင်လိုက်ပြီးမျက်နှာကစိတ်လှုပ်ရှားမှုတွေနဲ့တောက်ပသွားကအော်ပါတော့တယ်အိုးဖះသခင်တပြားတောင်မြကျေးဇူးတင်ပါတယ်အမယောက်ျားဘေးပတ်ဝန်းကျင်ကလူတွေကလည်းဝင်ပြီးအမွှန်းတင်ကြပါတယ်တကယ်ကိုရေရော်လိုက်တာမယောက်ျားကတကယ်ကိုအလန်းကြီးပဲမောင်ကရေမောပြီးလှောင်ပြောင်းပါတယ်မြင်လားသူကတပြားတည်းပေးလိုက်တာမင်းတပွားလုံးရှာရင်တော့ဒီလောက်မရဘူးအဲ့ဒီအချိန်မှာကျွန်တော်တကယ်ကိုအတိတ်ပဲမရှိတဲ့ခံစားချက်ကိုခံစားလိုက်ရပါတယ်သူတို့တွေတပြားတည်းနဲ့ဒီလောက်ထိပျော်နေကြတာလားအကယ်၍ကျွန်တော်ရဲ့လေးချက်ကိုသူတို့မျက်နှာစီပြစ်ပေါက်လိုက်ရင်သူတို့တွေဒီနေရာတင်လန့်တည်သွားမလားပဲပြီးတော့အဲ့ဒီလူကကျွန်တော်ကိုအေးဆက်ဆက်ကြည့်ပြီးပြောပါတယ်ငါကောင်မင်းအသိရှိရင်အခုပဲထွက်သွားစမ်းမဟုတ်ရင်လုံခြုံရေးခေါ်ပြီးမင်းကိုမောင်းထုတ်ခိုင်းရလိမ့်မယ်မောင်ကလည်းစိတ်မရှိစွာဝင်ပြောပါတယ်အမြန်ပဲထွက်သွားစမ်းပါဒီမှာအချိန်မဖြုံးနဲ့ကျွန်တော်အမကိုပိုင်ရဟတ်ရင်ပေါ်တက်မှာကိုလာမပိတ်ဆိုနဲ့ဒီလူပြက်အုပ်စုကြီးကိုကြည့်ရင်ကျွန်တော်မျက်လုံးထဲမှာအေးဆက်ဆက်အရေးရောင်တစ်ခုဖြစ်ပြေးသွားပြီးလေတံကိုရှော့ကပြောလိုက်ပါတယ်ကောင်းပြီမင်းနောက်တမရဘူးမျောလင်းပါတယ်မင်းမျက်နှိုးမင်းတို့လိုကျေးဇူးကမ်းတဲ့လူတွေဟာတနေ့ကျရင်နောက်တရလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့ကျွန်တော်စီလာပြီးအကူအညီမတောင်းနဲ့ဒါပေမဲ့မောင်ကချက်ချင်းရဲပါတယ်မင်းကိုတောင်းပန်ရမယ်ဟုတ်လားမင်းရဲ့တနာစရာကောင်းတဲ့လူရှုညက်ဘွားကြီးနဲ့လားအဲ့ဒီလူကမာနတစ်ထောင်နဲ့နှာခေါင်းရှူပြီးပြောပါတယ်တိတိချာချာနားထောင်ဆန်းငါကကုမ္ပဏီတစ်ခုလုံးကိုပိုင်တာဒီရောဘင်ဆန်ရဟတ်ရင်က3ချက်တည်းပေးရတာငါခြေတလုံးမွေးတမြင်ကမင်းကားထက်ပိုတုတ်တယ်မင်းကဘာနဲ့ငါ့ကိုလာပြိုင်မလို့လဲသူကပြောရင်းနဲ့မင်းမျက်နှိုးရဲ့မျက်နှာကိုကြည်စဲတဲ့အနေနဲ့ဆွဲလိုက်ပါတယ်ကျွန်တော်ကတော့အေးဆက်ဆက်ရေမောလိုက်ပြီးပြောပါတယ်ခမ ्या ဘာကိုရေတာလဲခမ ्या ရဲ့စိတ်သက်ခံနိုင်ရေးကဒီလောက်တောင်အားနေတာလား3ချက်ဟုတ်လားကျွန်တော်အိတ်ကထဲကတတ်ထုအကျွေစေးလေးစေးကဒီလေးစိတ်တစ်ခုလုံးကိုဝယ်လို့ရတယ်အခြေအနေတွေကပောက်ကွဲတော့မဲ့အချိန်မှာပဲတယောက်ကရုတ်တရက်ပြောလိုက်ပါတယ်မင်းတို့ဘာရီယန်ဖြစ်နေကြတာလဲအရေးကြီးဆုံး BIP တယောက်ရောက်တော့မယ်ဆိုတာမသိကြဘူးလားချက်ချင်းပဲလူတိုင်းမောကြည့်လိုက်ကြပြီးအနက်ရောင်မျက်မှန်တက်ထားတဲ့ဝတ်စုံပြေးဝတ်ထားတဲ့လူတယောက်ကျွန်တော်တို့စီရှောက်လာတာကိုမြင်လိုက်ရပါတယ်မောင်ကသူ့ကိုမြင်တာနဲ့မကြေမနက်မျက်နှာနဲ့ပြောပါတယ်ခမ ्या ကဘာတူလဲပြဿနာလာရှာလာလားဒါပေမဲ့သူစကားမဆုံးသေးခင်မှာတင်မင်းမျက်နှိုးဘေးကမာနာကြီးတဲ့လူကချက်ချင်းထိတ်လန့်သွားပြီးသူ့ပါးစပ်ကိုပိတ်လိုက်ပါတယ်သူ့မျက်နှာအမူအရာလုံးဝပြောင်းလဲသွားပြီးရိုတေနဲ့ရှေ့ကိုအပြေးသွားပါတယ်ဥက္ကဋ္ဌချန်ခမ ्या ဘာလို့ဒီကိုရောက်နေတာလဲဒါကျွန်တော်တငယ်ချင်းပါအခုချက်ချင်းခေါ်သွားပါမယ်အခုချက်ချင်းပါစောစောကတင်မာနာတွေတထောင်နဲ့ဖြစ်နေတဲ့လူတယောက်ကအခုကြမှာနှိမ့်ချတဲ့အစီခံတယောက်လိုဖြစ်သွားတာကိုမြင်တော့မင်းမျက်နှိုးရဲ့အကြည့်တွေပါပြောင်းလဲလာပါတယ်အဲ့ဒီလူရဲ့စကားတခွန်းနဲ့တင်တထေးကြီးလိုလူကအမိကုတ်ပြီးထွက်သွားရတော့မယ့်အတိုင်းပါပဲသူမရဲ့မျက်လုံးထဲကအတွေးခေါ်တွေကိုကျွန်တော်မြင်နေရပါတယ်ဒီလူကဘလို့အဆင့်တန်းမျိုးရှိလို့လဲတစ်နှစ်ကိုတစ်ချက်ရှာနိုင်တဲ့လူတောင်ဒီလောက်ကြောက်နေရတာလားသူက90တန်းတလားဒါမှမဟုတ်100တန်းတလားအကယ်၍ငါသာသူ့နားကပ်နိုင်ရင်အဲ့ဒီလူရဲ့မျက်နှာကိုကြည့်နေစရာမလိုတော့ဘူးအဲ့ဒီမာနာကြီးတဲ့လူကမင်းမျက်နှိုးကိုဆွဲပြီးထွက်သွားဖို့ပြင်နေတဲ့အချိန်မှာကျွန်တော်ကဥက္ကဋ္ဌချံကိုကြည့်ပြီးတနေရာမှာစုံဘူးတလူလိုခံစားလိုက်ရပါတယ်ဒါနဲ့ကျွန်တော်ကိုမတားနိုင်ပဲပြောလိုက်မိပါတယ်ဟေ့လူဥက္ကဋ္ဌချံခမ ्या အတန်ကရင်းနှီးနေတယ်လို့ပဲကျွန်တော်တို့တနေရာမှာစုံဘူးကြလားအဲ့ဒီစကားတွေထွက်သွားတာနဲ့ဘေးပတ်ဝန်းကျင်ကလေတူးကချက်ချင်းအေးခဲသွားပါတော့တယ်မာနာကြီးတဲ့လူရဲ့မျက်နှာပြနှမ်းသွားပြီးဝိညာဉ်ပဲလွင့်သွားတယ်လို့ပါပဲသူကထိတ်လန့်တကြားရှိကိုပြေးလာပြီးကျွန်တော်ကိုတင်းတင်းဆုပ်ကင်ကတိုးတိုးလေးអော်ပါတယ်ဘာရီလျှောက်ပြောနေတာလဲမန်နေဂျာချန်ကမင်းလိုကောင်းတဲ့ဘာဆိုင်လို့လဲဒါပေမဲ့ဥက္ကဋ္ဌချန်ကသူတို့ကိုတီတီငင်ငင်ပဲကြည့်ပြီးပြင်းရပြင်းတွဲလေတန်းနဲ့ပြောပါတယ်ဘာဖြစ်လို့လဲမင်းကငါတခုခုပြောမှကြောက်နေတာလားသူစကားပြောပြီးတာနဲ့အဲ့ဒီလူရဲ့မျက်နှာအမူအရာကပိုပြီးဆိုးဝါးသွားပြီးအရာအလုံးထိန်းချုပ်မှုအောက်ကနေလွတ်ထွက်တော့မဲ့အတိုင်းပါပဲ
အဲ့ဒီလူကအဆင့်တန်းရှိတဲ့သူလိုဟန်ဆောင်နေတော့မဲဆိုပေမဲ့သူ့မျက်လုံးထဲကထိတ်လန့်မှုတွေကိုကျွန်တော်မြင်နေရပါတယ်အခြေအနေကိုထိန်းချုပ်ဖို့စူးစမ်းရင်းသူကကျွန်တော်ကိုကြည့်ပြီးတိုးတိုးလေးပြောပါတယ်ကောင်းပြီမင်းဒီအခွင့်အရေးကိုတုံးပြီးငါစီကပတ်စံလိုချင်တာမဟုတ်လားငါကတိပေးပါတယ်အပြင်ရောက်တာနဲ့ငါမင်းကိုပြား90ပေးမယ်ဒါကိုပြောပြီးနောက်သူကဥက္ကဋ္ဌချန်ရဲ့လက်မောင်းကိုဆွဲပြီးထွက်သွားဖို့စူးစမ်းပေမဲ့ကြောက်တုံးကြီးကိုဆွဲနေရတယ်လို့လုံးဝမရွေ့ပါဘူးဒါနဲ့သူကသွားချိတ်ပြီးထပ်ပြောပါတယ်တပြားထပ်ပေးမယ်အဲ့ဒါတကယ်ပတ်စံအများကြီးပဲငါရဲ့လောက်ဝက်စာဝင်ငွေပဲလောဘမကြီးနဲ့သူကလုံခြုံရေးခေါ်တော့မဲ့အချိန်မှာပဲဥက္ကဋ္ဌချန်ကရုတ်တရက်မြင့်တက်သွားပြီးခေါင်းထဲမှာတခုခုသဘောပေါက်သွားတဲ့အတိုင်းမျက်လုံးတွေကျလာကရင်ဘက်ကအသက်ရှူမြန်လာပါတယ်ပြီးတော့သူ့အရာတစ်ခုကိုလျှက်စီးလက်တယ်လို့သဘောပေါက်သွားတာကိုကျွန်တော်မြင်လိုက်ရပါတယ်သူပဲဒါဒီနေ့မနက်ကဖုန်းထဲကအတန်ပဲမဟုတ်ဘူးလားအဲ့ဒီအတိတ်တွေကကျွန်တော်ကသူကအမြန်ပဲအသက်ကိုပြင်းပြင်းရှူပြီးစိတ်ကိုတည်ငြိမ်အောင်ထိန်းကရုတ်တရက်អော်လိုက်ပါတယ်လွတ်ဆန်းအဲ့ဒီအော်တန်ကြောင့်မာနာကြီးတဲ့လူကထိတ်လန့်သွားပြီးမတိစိတ်ကနေနောက်ဆုတ်သွားပါတယ်ဥက္ကဋ္ဌချန်ကကျွန်တော်စီလျှောက်လာတဲ့အချိန်မှာအဲ့ဒီလူကတိတိတတ်တာတုံးလုံးနေပြီးစကားပြောဖို့ကြိုးစားပါတယ်မန်နေဂျာချန်ဒီကောင်ကဒါပေမဲ့သူကလုံးဝအတိမတ်မပြုတ်ပဲဥက္ကဋ္ဌချန်ကခြေလန်းနေငယ်နဲ့အနားကိုတိုးလာပြီးကျွန်တော်ရှေ့မှာရက်က90ဒီဂရီအပြည့်ကုန်းညွတ်ပြီးရိုးရိုးတေးတေးပြောပါတယ်မေးပါရစေခမ ्या ကကိုမင်းတန်ပါလားခမ ्या အဲ့ဒီအချိန်မှာတပြင်းလုံးတေးမင်းတမန်တိတ်ဆိတ်သွားပါတော့တယ်မင်းမျက်နှာနဲ့မောင်မောင်နှစ်ယောက်လုံးကမဖြစ်နိုင်တဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်လို့ပါဆက်ကျဲကြီးဖွင့်ပြီးရက်နေကြပါတယ်ကျွန်တော်ကခေါင်းကိုနည်းနည်းကုပ်ပြီးပြောလိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ပါပဲအာအခုမှသတိရတယ်ခမ ्या ကဒီနေ့မနက်ကကျွန်တော်စီဖုန်းဆက်တဲ့ပစ္စည်းပို့သမားမဟုတ်လားအဲ့ဒီစကားထွက်လာတာနဲ့သူ့ဘေးကမာနာကြီးတဲ့လူကယူမတက်ဖြစ်သွားပြီးអော်ပါတယ်မင်းတည်ချင်နေတာလားဒါကအီနန်အုပ်စုရဲ့တခင်လေးလေအထွေထွေမန်နေဂျာချန်ကိုမင်းကဘာပစ္စည်းပို့သမားလို့ပြောနေတာလဲအခြားတယောက်ကလည်းမယုံနိုင်ပဲရေရွတ်ပါတယ်တခင်လေးကိုယ်တိုင်ပစ္စည်းလာပို့တယ်ဟုတ်လားအခုခေတ်ဝန်ဆောင်မှုလုပ်ငန်းကဒီလောက်တောင်ပြိုင်ဆိုင်မှုပြင်းထန်နေတာလားမင်းမြန်နိုးကတော့မဟုတ်ဘူးဆိုပြီးခေါင်းခါကအမြန်ပြောပါတယ်မန်နေဂျာချန်ခမ ्या မနေတာဖြစ်ရမယ်သူကလူစင်းရဲ့အရှုသမားတက်ပါကျမနဲ့တွေ့တော့ကနှက်ခမ်းနေတောင်မတက်နိုင်ဘူးသူကဘလို့လောက်ခမ ्या တို့ရဲ့ဂုံတရီရှိဧည့်သည်ဖြစ်နိုင်မှာလဲမောင်မောင်ကလည်းစိတ်မရှိစွာဝင်ပြောပါတယ်မန်နေဂျာချန်သူ့ကိုမောင်းထုတ်လိုက်ပါခမ ्या မျက်စိအောက်ကနေဖယ်ပစ်လိုက်ပါဒါပေမဲ့ဘသူမှမလှုပ်ရှားရသေးခင်မှာတင်ဥက္ကဋ္ဌချန်ကရုတ်တရက်អော်လိုက်ပါတယ်ဘသူကသူ့ကိုထီရဲလဲသူ့ရဲ့အရှိန်ဝါရှိတဲ့အတန်ကြောင့်လူတိုင်းချက်ချင်းအေးခဲသွားပါတော့တယ်ပြီးတော့သူကအဝေးကိုလက်ညှိထိုးပြပြီးပြောပါတယ်မျက်လုံးကိုကြဲကြဲဖွင့်ပြီးတေးသေးချာချာကြည့်လိုက်ကြအခုတင်ဆင်းတက်လိုက်တဲ့ဘိုးအင်း949လေရင်ကြီးကကိုမင်းတန်တယောက်ထဲကအပိုင်ဝဲထားတာဖြစ်တယ်လူတိုင်းကသူ့လက်ညှိညွှန်ရာကိုလိုက်ကြည့်လိုက်တဲ့အချိန်မှာသူတို့မျက်နှာတွေပြန်တန်းသွားပြီးနေအောင်အောက်မှာတောက်ပနေတဲ့အေယာမလေရင်ကြီးကိုစိုက်ကြည့်နေကြပါတယ်ဘေးကရဟတ်ရင်လေးကကစားစရာအယုတ်လေးတစ်ခုလိုဖြစ်သွားပါတယ်တယောက်ကတုံတုံရင်ရင်နဲ့ပြောပါတယ်ဘိုးအင်း949ဟုတ်လားဒါကတိမ်ပေါင်း320တန်တဲ့နက်ဖျားအဆင့်ဆက်ပစ္စည်းကြီးလေမင်းကိုပြန်ရောက်ရင်တော့အဲ့ဒီတန်မိုးရဲ့အပိုင်းစားလေးတစ်ခုစားတော့မရှိဘူးသူကဒါကိုဘလို့လောက်တက်နိုင်မှာလဲသူတို့အားလုံးလန့်တည်တော့မဲ့အခြေအနေမှာကျွန်တော်ကခေါင်းကိုထပ်ကုပ်ပြီးကြောင်အန်းနဲ့ပြောလိုက်ပါတယ်နေပါဦးခင်ဗျားတို့မှားနေတာဖြစ်ရမယ်ကျွန်တော်ကလေရင်ပုံစံငယ်လေးပဲဝယ်တာပါကျွန်တော်ရဲ့အနာဂတ်မောင်လေးအတွက်မွေးနေ့လက်ဆောင်ပေးမလို့ပါမင်းမြန်တို့ကအဲ့ဒီစကားကိုကြားတာနဲ့အသက်ဆက်ဖို့ကြိုးတမြင်ကိုဖမ်းကင်လိုက်ရတယ်လို့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပြီးအတက်တရောပြောပါတယ်မြင်လားကျမပြောတာပဲသူကိုယ်တိုင်ဝန်ခံလိုက်ပြီးဒါကဈေးပေါ်တဲ့ပုံစံငယ်လေးပဲခင်ဗျားတို့ကကျမတို့ကိုလာလိမ့်နေတာဒါပေမဲ့ဥက္ကဋ္ဌချန်ကသူမကိုလုံးဝဂရုမစိုက်ပဲပြောပါတယ်ကိုမင်းတန်ကျေးဇူးပြုပြီးအော်ဒါအချက်လက်ကိုပြပေးပါကျွန်တော်လည်းဘာမှသိမစင်စားပဲဖုန်းကိုပေါ့ပေါ့ပပကမ်းပေးလိုက်ပါတယ်ဒါပေမဲ့သူဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တဲ့အချိန်မှာပဲမျက်တငယ်အိမ်တွေကျုံသွားပြီးတကူလုံးအေးခဲသွားကကျွန်တော်ကိုမောကြည့်ပြီးအသေးချပြောပါတယ်လုံးဝမမားပါဘူးဒါဘိုးအင်းခွန်လေးခွန်အစ်စ်ကြီးပါပြီးတော့ဒါကိုကိုမင်းတန်တယောက်တည်းကအပိုင်ဝယ်ထားတာအမှန်ပဲဖြစ်ပါတယ်အဲ့ဒီနောက်ဆုံးအတီးပြုချက်ကမင်းမျက်နှိုးနဲ့ကြမ်းတဲ့သူတွေကိုမိုးကြိုးပစ်ချလိုက်လို့ဖြစ်သွားစေပြီးသူတို့တွေမှင့်တက်ကရေးရွတ်ကြပါတယ်မဖြစ်နိုင်တာသူဒါကိုဘယ်လိုလုပ်နိုင်မှာလဲဒါ320တသမ3သိန်းတောင်လေအီနန်အုပ်စုတစ်ခုလုံးရဲ့ဈေးကွက်တန်ဖိုးကတင်900သိန်းပဲရှိတာသူကသိန်း300ကျော်ကိုဒီအတိုင်းပေါ့ပေါ့ပပတုံးလိုက်တာလားကျွန်တော်လည်းနည်းနည်းအနေရခတ်သွားပြီးပြောလိုက်ပါတယ်အမှန်အတိုင်းပြောရရင်ကျွန်တော်ဝယ်တော့ကဈေးနှုန်းက3210ကျပ်ပဲပြထားတာအဲ့ဒါကြောင့်ပုံစံတူအယုတ်လေးပဲထင်နေတာဘယ်သူကထင်မှာလဲအစ်စ်ကြီးပို့ပေးလိုက်မယ်လို့ဘေးပတ်ဝန်းကျင်ကလူတွေအားလုံးလုံးဝတိတ်ဆိတ်သွားပါတယ်ကျွန်တော်ကတော့ပေါ့ပေါ့ပပပဲဆက်ပြောပါတယ်အမှန်တိုင်းပြောရရင်ဒီလောက်ကြီးတဲ့ကောင်ကိုကျွန်တော်ဘယ်လိုမောင်းရမှန်းတော့မသိဘူးအိမ်မှာထားရင်လည်းနေရာပဲပုံမှာအစ်စ်မှန်းသိရင်မဝယ်ပါဘူးအယုတ်လေးပဲပိုကောင်းပါတယ်အဲ့ဒီစကားကိုကြားတော့သူတို့အားလုံးရဲ့အုံနောက်တွေအလုံးမလုံးတော့တဲ့အတိုင်းကျွန်တော်ကိုကြည့်နေကြပါတယ်ကျွန်တော်ပြောလိုက်တာကိုသူတို့လက်မခံနိုင်ကြပါဘူးမာနာကြီးတဲ့လူရဲ့မျက်နှာကတော့စိတ်ပြတ်အားငယ်မှုတွေနဲ့ဖြူဖြော့သွားပြီးဒီနေရာတင်သေးချင်းစိတ်ပေါက်နေပုံရပါတယ်သူတွေးနေလောက်တာကသူကလေရင်အစ်စ်ကြီးကိုနေရာပုတ်တယ်လို့တွေးနေတာလားဒါဘလို့စိတ်တက်မျိုးလဲဆိုတာပါပဲမင်းမြန်တို့ကတော့ဝိညာဉ်လွင့်သွားတယ်လို့ရက်နေပြီးလက်တွေကိုလက်မခံနိုင်ပဲကိုယ့်ဘာကိုရေရွတ်နေမိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌချန်ကအနှဲငယ်ပြုံးပြီးရိုးရိုးသေးသေးပြောပါတယ်ကိုမင်းတန်ကတကယ်ကိုဟာတာမြန်ရှိတာပဲလှုပ်ထုံးလုံကြီးတွေအားလုံးပြီးပါပြီလေရင်ပေါ်တက်ပြီးစစ်စစ်ကြည့်ချင်ပါသလားကျွန်တော်ကလက်ခါပြပြီးပြင်းရည်ပြင်းတွေပြောလိုက်ပါတယ်ထားလိုက်တော့တွားရမှာပြင်းလို့ဒါကကြက်အနေငယ်ပဲတန်တဲ့ကစားစရာပဲလေစစ်ဆေးနေစရာမလိုပါဘူးအဲ့ဒီစကားကြောင့်ကျွန်တော်ကိုယ်တိုင်တောင်ပြန်ပြီးအသက်ရှူချက်ချင်သွားပါတယ်ဘာလို့လဲဆိုတော့သူတို့အတွက်တော့အဲ့ဒီကစားစရာကဘိုးအင်း949အစ်စ်ကြီးဖြစ်ပြီးသူတို့အိမ်မက်တောင်မမက်ရဲတဲ့အရာမျိုးမို့လို့ပါအဲ့ဒီအချိန်မှာပဲဝစ်စုံပြေးဝစ်ထားတဲ့လှပတဲ့မိန်းကလေးတစ်ယောက်အမောတကောပြေးလာပြီးစာရွက်စာတမ်းတွေကိုကမ်းပေးကပြောပါတယ်ဥက္ကဋ္ဌချန်
ခမရတောင်းဆိုထားတဲ့လွှတ်ပြောင်းမှုစာချုပ်ပါရှင်ဥက္ကဋ္ဌချန်ကခေါင်းငင်းပြပြီးကျွန်တော်ဘက်လက်ကရိုးရိုးသေးသေးပြောပါတယ်ကိုမင်းတန့်အားလုံးအဆင်ပြေရင်ဒီအောက်မှာလက်မှတ်ထိုးပေးပါခမရဒီဘိုးအင်း949ကအခုကစပြီးခမရအပိုင်ဖြစ်ပါပြီကျွန်တော်ကသူကမ်းပေးတဲ့စာချုပ်ကိုတစ်ချက်ကြည့်ပြီးပေါ့ပေါ့ပပပဲလက်မှတ်ထိုးလိုက်ပါတယ်ပြီးတော့ပခုံးတုံကရေးရွတ်လိုက်ပါတယ်ဟူပြန်လဲရမှလည်းရှုပ်ပါတယ်လေဒါကိုပဲမတက်တာလို့လက်ခံလိုက်ပါမယ်ဒီလိုအရာမျိုးကိုပြန်လဲဖို့စဉ်းစားရတာတင်ခေါင်းကိုက်စရာကောင်းနေပါပြီစာရွက်စာတမ်းတွေပြီးသွားတာနဲ့သူကရိုးရိုးသေးသေးပြုံးပြီးပြောပါတယ်ဂုဏ်ယူပါတယ်ကိုမင်းတန့်ဒီဘိုးအင်း949ကတရားဝင်ခမရအပိုင်ဖြစ်သွားပါပြီအဲ့ဒီအချိန်မှာမင်းတက်နေတဲ့မင်းမြတ်နိုးကလက်တွေ့တဲ့ကိုရုတ်တရက်တတိပြန်ဝင်လာပြီးအော်ပါတော့တယ်မဖြစ်နိုင်တာခမရလိန်နေတာကိုမင်းတန့်မင်းကလူလိန်ပဲဒါမင်းရဲ့အစီအစဉ်မဟုတ်လားငါ့ကိုနောက်တရားအောင်လာပြီးလှည့်စားနေတာမဟုတ်လားစိုးဝင်းဒီလူကတကယ်ပဲခမရတို့ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာမဟုတ်ဘူးမလားခမရစောစောကမှားသွားတာမဟုတ်လားသူမကလုံးဝထိန်းချုပ်မှုလွတ်သွားပြီးစိုးဝင်းရဲ့ကောလာကိုဆွဲကယူသွနေတဲ့အတိုင်းပြင်းပြင်းထန်ထန်လှုပ်ခါပြီးအော်ဟစ်နေပါတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲငါမင်းကိုစွန့်လွတ်ပြီးတာနဲ့မင်းကဘာဖြစ်လို့ချက်ချင်းလေရင်ကြီးဝင်နိုင်သွားရတာလဲဒါ3000ကျပ်တောင်လေဒါကတာမန်လူတယောက်တစ်ဘဝလုံးအပူပင်မရှိနေထိုင်နိုင်တဲ့ပမာဏပဲမင်းဒါကိုဒီလောက်ပေါ့ပေါ့ပပဝင်နိုင်နေဆိုရင်မင်းမှာပတ်စံတွေအများကြီးရှိနေရမယ်မင်းငါကိုမင်းရဲ့ရီးစားလို့ပြောခဲ့ဘူးလေမင်းငါကိုကားကောင်းကောင်းအင်ကြီးကြီးနဲ့စိန်ခံပစ္စည်းတွေအကုန်ဝယ်ပေးရမှာလေငါဒါကိုလက်မခံနိုင်ဘူးသူမရဲ့အော်ဟစ်ပောက်ကွဲမှုကလူတိုင်းရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားပါတယ်တစ်ဖက်မှာလည်းစိုးဝင်းရဲ့မျက်နှာကလုံးဝဖြူဖြော့သွားပါတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်သူ့ကိုမေ့သွားဖို့မျှော်လင့်နေတာပါဒါပေမဲ့အခုတော့သူမကသူ့ကိုမိမောင်းထုတ်ပြတဲ့နေရာစီပြန်ဆွဲခေါ်သွားတာမို့ကျွန်တော်သူ့ကိုတတိမထားမိပဲမနေနိုင်တော့ပါဘူးသူကချက်ချင်းအော်လိုက်ပါတယ်ဒီရူးနေတဲ့မိန်းမထွက်သွားစမ်းဒီမှာလာပြီးပြဿနာမရှာနဲ့သူမကဆက်ပြီးအော်နေတဲ့အချိန်မှာသူကသူမရဲ့မျက်နှာကိုဖျက်ခနဲနေအောင်ပါရိုက်ချလိုက်ပါတယ်ပါရိုက်တန်ကကျဲလောင်စွာထွက်ပေါ်လာပြီးသူမရဲ့ပါးပြင်ပေါ်မှာหนีရဲတဲ့လက်ဝါးဆောင်ရကြီးချက်ချင်းထင်ကျန်သွားပါတယ်သူမမင်တက်သွားပြီးသူ့ကိုမယုံနိုင်ပဲစိုက်ကြည့်ပါတယ်ခမညာကျမကိုတကယ်ပဲရိုက်လိုက်တာလားဒါပေမဲ့သူကလုံးဝဂရုမစိုက်ပဲသူမကိုအေးဆက်ဆက်ကြည့်ပြီးပြောပါတယ်ပါဇက်ပိတ်ထားစမ်းနောက်တစ်ခုထပ်ပြောရင်မင်းနောက်တရရလိမ့်မယ်ပြီးတော့သူကလူအုပ်ကြီးဘက်ကိုအနေရခက်စွာလှည့်ပြီးလက်နှစ်ဖက်ကိုပုတ်တက်ကမနှဲညစ်ပြုံးပြုံးပါတယ်စိတ်မကောင်းပါဘူးခမညာသူမကရုတ်တရက်ယူသွားလို့ပါတယောက်ယောက်ကိုထိခိုက်မှဆိုးလို့ပါလုံခြုံရေးဒီလူတွေကိုအပြင်ကိုမောင်းထုတ်လိုက်စမ်းဒါကိုကြားတော့မောင်မောင်ကချက်ချင်းထိတ်လန့်သွားပြီးစိတ်ထဲကနေရေးရွတ်ပါတယ်မဟုတ်ဘူးဒါမျိုးမဖြစ်နိုင်တာကိုမင်းတန့်ကအခုအရန်ချမ်းသာသွားပြီးဘိုးအင်း949တောင်ဝင်နိုင်နေပြီကျွန်တော်တို့သာသူ့ကိုတောင်းပန်ရင်ဒီမှာဆက်နေနိုင်ုံနဲ့မကဘူးလေရင်မောင်းကန်းတဲ့အထိတက်ကြည့်လို့ရမယ်သူစိတ်ချမ်းသာသွားရင်ဒီလေရင်ကြီးကိုတင်တောင်းငွေအနေနဲ့တောင်တောင်းလို့ရအောင်မှာဒီလိုမျောလင်းချက်တွေနဲ့သူကတက်တိမွေးပြီးကျွန်တော်စီပြေးလာကကျွန်တော်လက်မောင်းကိုဆွဲပြီးတောင်းပန်ပါတယ်အကိုမင်းတန့်သူတို့ကကျွန်တော်နဲ့အမကိုမောင်းထုတ်မလို့လုပ်နေတဲ့ကျေးဇူးပြုပြီးကူညီပါဦးသူကျွန်တော်ကိုလှုပ်ခါလိုက်တဲ့အချိန်မှာပဲကျွန်တော်လက်ကအိတ်ကက်ထဲကနေကျွတ်ထွက်သွားပါတယ်အဲ့ဒီအချိန်မှာတင်အကျွေးစစ်လေးစေးကမြေပြင်ပေါ်ကိုတူတူတန်တန်မြည်ပြီးပြုတ်ကျသွားပါတော့တယ်ချက်ချင်းပဲတပြင်းလုံးတိတ်ဆိတ်သွားပါတယ်အချိန်တွေတောင်အေးခဲသွားတယ်လို့ပါပဲမျက်လုံးအားလုံးကမြေပြင်ပေါ်ကတောက်ပနေတဲ့အကျွေးစစ်လေးစေးစီမှာပဲကတ်သွားပြီးအသက်ရှူတန်းတွေတောင်ရက်တက်မတက်ဖြစ်သွားကတယောက်ကတိုးတိုးလေးရေရွတ်ပါတယ်အဲ့ဒီတောက်ပမှုအဲ့ဒါတွေကတကယ်အကျွေးစစ်တွေပဲလေးချက်တောင်သူကဒါကိုအိတ်ကက်ထဲမှာတကယ်ပဲထည့်ထားတာလားနောက်တစ်ယောက်ကတုံတုံရင်ရင်နဲ့ပြောပါတယ်ဒီလောက်စီးစိတ်ဥစ္စာတွေကိုကိုပေါ်မှာတည်ထားတာဒါကတကယ်ဥစ္စာဆောင်နှမင်းကြီးပဲမောင်မောင်ကတော့မျက်လုံးတွေနီးရဲရက်နဲ့အကျွေးစိတ်တွေကိုစိုက်ကြည့်နေပြီးလောဘဇောတွေအကုန်ပေါ်နေပါတယ်တရွေးတွေတောင်ကျမတက်ဖြစ်နေပြီးရေရွတ်ပါတယ်ပတ်စံဒါတကယ်ပတ်စံအစ်စ်ပဲ TV ထဲမှာပဲမြင်ဘူးတဲ့တစ်ချက်တန်အကျွေးစိတ်တွေပြီးတော့သူကကျွန်တော်ကိုအတက်တရောမော့ကြည့်ပြီးပြောပါတယ်အမတ်ယောက်ျားအကိုသာကျွန်တော်တို့ကိုကူညီရင်ကျွန်တော်အမကိုအကိုနဲ့ပြန်တွဲခိုင်းပါမယ်တကယ်ပြောတာပါကဲအမကိုအမြန်ပဲတောင်းပန်လိုက်ပါဒီလေးချက်ကိုအကိုကဘာလို့မှမလို့လဲအကိုကကျွန်တော်မကိုသဘောကျတာပဲလေဒီလေးချက်ကိုတင်တောင်းငွေဖြစ်ပေးလိုက်ရင်ကျွန်တော်ပြန်ဆင်ပြေအောင်လုပ်ပေးမယ်ဘလို့လဲတကယ်ကိုတန်တဲ့အစီအစဉ်ပဲနော်အမအမြန်လာဦးတင်တောင်းငွေလေးချက်တဲ့နောက်ဆုံးမှာတော့မင်းမြန်တို့လဲကြောင်အန်းဖြစ်နေရကနေတတိဝင်လာပြီးစပင်ကိုအမြန်တက်ကကျွန်တော်စီပြေးလာပါတယ်သူမအတန်တွေတုံရင်နေပြီးပြောပါတယ်မင်းတက်ကျမမှားသွားမှန်းသိပါပြီကျမတို့ပြန်ဆင်ပြေကြရအောင်အဲ့ဒီကောင်ဆုပ်ဆိုးဝင်းကကျမကိုလှည့်စားခဲ့တာပါကျမနှလုံးသားထဲမှာရှင်တယောက်တည်းရှိတာပါပြန်ဆင်ပြေကြရအောင်နော်ဒီညကျမရှင်အိမ်ကိုလိုက်ခဲ့မယ်မောင်မောင်ကလည်းချက်ချင်းထောက်ခံပါတယ်ဟုတ်ပါတယ်အကိုမင်းတက်အမကမှားသွားမှန်းသိပါပြီကျွန်တော်တို့နှစ်ယောက်လုံးအဲ့ဒီကောင်ရဲ့လှည့်စားမှုကိုခံလိုက်ရတာပါအခုတော့အားလုံးကိုသဘောပေါက်သွားပါပြီအရင်လိုပဲပြန်ဖြစ်ကြရအောင်နော်သူတို့နှစ်ယောက်လုံးအရှက်မရှိပဲတရုပ်ဆောင်နေကြတာကိုကြည့်ပြီးကျွန်တော်မရေပဲမနေနိုင်တော့ပါဘူးဖြည်းဖြည်းချင်းနောက်ဆုတ်ပြီးလက်ခုပ်တီးလိုက်ပါတယ်ဟာကျေးဇူးကမ်းတဲ့လူကတော့အမြဲတမ်းကျေးဇူးကမ်းတာပဲစောစောကသူပေးတဲ့တပြားကိုမေ့သွားကြပြီလားခုနတင်မဲ့သူ့ကိုအမယောက်ျားလို့ခေါ်နေကြတာမဟုတ်ဘူးလားအခုကြမှာဘာဖြစ်လို့ကျွန်တော်တို့အရှုသမားစီလာပြီးကတ်နေကြတာလဲကျွန်တော်စကားတွေကြောင့်သူတို့နှစ်ယောက်လုံးဒီနေရာတင်ဆုံသွားပါတော့တယ်ခဏလောက်ဘာလို့ရမှန်းမသိပဲလမ်းပြောင်းနေကြပါတယ်အဲ့ဒီအချိန်မှာပဲလေးစိတ်လုံခြုံရေးနှစ်ယောက်ရောက်လာတာကြောင့်စိုးဝင်းရဲ့မျက်နှာကစိတ်လှုပ်ရှားမှုတွေနဲ့တောက်ပသွားပြီးချက်ချင်းလက်ညှိထိုးကအော်ပါတယ်အမြန်ပဲအဲ့ဒီနှစ်ယောက်ကိုအပြင်ကိုမောင်းထုတ်လိုက်စမ်းကိုမင်းတန့်ရဲ့မျက်စိကိုလာပြီးအညစ်အကြေးမခံစေနဲ့ဒါကိုကြားတော့မင်းမြန်တို့နဲ့မောင်မောင်နှစ်ယောက်လုံးမသိစိတ်ကနေကျွန်တော်ကိုလှမ်းကြည့်ကြပေမဲ့ဘယ်သူမှရမ်းကားမလုပ်ရဲတော့ပါဘူးစိုးဝင်းကတော့စိတ်မရှိပဲအော်ပါတော့တယ်ဘာတွေစောင့်နေတာလဲအမြန်ပဲမောင်းထုတ်လိုက်စမ်းပါငါပြောတာကိုနားမလည်ကြဘူးလားလုံခြုံရေးလေးယောက်ကအချင်းချင်းအကြည့်ချင်းဖလှယ်ပြီးမောင်နှမနှစ်ယောက်ကိုဆွဲထုတ်ဖို့ရှေ့ကိုတိုးလာပါတယ်
ဒါပေမဲ့မောင်မောင်ကထိတ်လန့်တကြားနဲ့ရုန်းကန်ပြီးအော်ဟစ်နေပါတော့တယ်မလုပ်ပါနဲ့ကျွန်တော်ဒီကိုမနှဲလာခဲ့ရတာပါရဟတ်ရင်ပေါ်တော့မတက်ရသေးဘူးဗျဘိုးအင်း949ရဲ့လေရင်မောင်းကန်းကိုတော့မမြင်ရသေးဘူးမောင်မောင်ကနောက်ဆုတ်ရင်းနဲ့ရုတ်တရက်လှည့်ပြီးရဟတ်ရင်စီပြေးသွားပေမဲ့လေ့ကျင့်ထားတဲ့လုံခြုံရေးတွေကိုတော့ဘလို့မှမရှင်းနိုင်ပါဘူးမင်းမျက်နှိုးလဲမြေပြင်ပေါ်ကိုလဲကျသွားပြီးနောက်လုံခြုံရေးနှစ်ယောက်ရဲ့ထူးမှတ်ပေးမှုနဲ့တူကျွန်တော်ရှိတဲ့ကိုရောက်လာပါတယ်အဲ့ဒီအချိန်ထိစိုးဝင်းကတော့ဘာမှမသိပဲအခြေအနေကိုကြည့်ပြီးကျင်းနေပီတိဖြစ်ကမတ်တက်ရက်နေတော့မှပဲဒါပေမဲ့ကျွန်တော်အတန်ကရုတ်တရက်ဖြတ်ထွက်သွားပါတယ်နေဦးသူချက်ချင်းတောင်ခဲသွားပြီးကျွန်တော်ဘက်ကိုလေပင်ကြီးခါကြောတင်ပြီးလှည့်ကြည့်ပါတယ်ကျွန်တော်ကသူ့ကိုအေးဆက်ဆက်စိုက်ကြည့်ရင်ပြောလိုက်ပါတယ်ဒီမှာလွတ်ပြရမယ့်အမိုက်ကောင်တစ်ကောင်ကြံသေးတယ်အဲ့ဒီစကလုံးတွေသူ့စီရိုက်ခတ်သွားတဲ့အချိန်မှာပဲသူ့နှဖူးပြင်ပေါ်မှာချွေးစေးတွေချက်ချင်းပြန်ထွက်လာပြီးမနှဲညစ်ပြုံးပြုံးကတုံတုံရင်ပြောပါတယ်မန်နေဂျာချန်ကျေးဇူးပြုပြီးတေးသေးချာချာဆုံးဖြတ်ပေးပါဦးကျွန်တော်ကဒီကမန်နေဂျာလေးပြဘာကိုဆိုလိုတာလဲဟင်ကျွန်တော်ကအနှဲငယ်နှာခေါင်းရှူပြီးပြောလိုက်ပါတယ်ကျွန်တော်သိတဲ့လောက်တော့မန်နေဂျာဆိုဝင်ခမ ्या မှာအိမ်အောင်ရှိပြီးသားမဟုတ်လားခမ ्या ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးနေတာပဲအခုကစပြီးခမ ्या ကိုအလုပ်ထုတ်လိုက်ပြီးသူ့မျက်နှာချက်ချင်းပြနှမ်းသွားပြီးအသေးအတန်ရှင်းပြဖို့ကြိုးစားပါတယ်ဟုတ်ပါတယ်ကျွန်တော်မှအိမ်အောင်ရှိပါတယ်ဒါပေမဲ့မန်နေဂျာချန်ကျွန်တော်ကသူ့စကားကိုချက်ချင်းဖျက်ပစ်လိုက်ပါတယ်တော်တော့ကျွန်တော်တို့လေချောင်းလိုင်းကခမ ्या လိုလူမျိုးကိုဆက်မထားနိုင်ဘူးထွက်သွားစမ်းဒါကိုကြားတော့သူလုံးဝထိန်းချုပ်မှုလွတ်သွားပြီးဘာကိုမှဂယုမဆိုင်တော့ပဲဒူးထောက်ချလိုက်ကတောင်းပန်ပါတော့တယ်မန်နေဂျာချန်ကျွန်တော်မှမှန်းသိပါပြီကျေးဇူးပြုပြီးနောက်ထပ်အခွင့်အရေးတစ်ခုပေးပါဦးဒါပေမဲ့ကျွန်တော်ကဘာလို့မျက်မှုမှမပြတာကိုမြင်တော့သူကကျွန်တော်ဘက်လှည့်လာပြီးအတန်တွေတုံရင်လေးပြောပါတယ်ကိုမင်းတက်သူမကကိုမင်းတက်ရဲ့ရီးစားမှန်းကျွန်တော်တကယ်မသိလို့ပါတတိအစားတစ်တောင်းရှိရင်တောင်ကိုမင်းတန်ကိုမပြစ်မှားရဲပါဘူးဒါပေမဲ့သူ့ရဲ့တောင်းပန်မှုတွေကဥက္ကဋ္ဌချန်ရဲ့မျက်လုံးထဲကစိတ်မရှိမှုတွေကိုပဲပိုပြီးသိတာစေပါတယ်သူကလက်တစ်ဖက်ကိုပေါ့ပေါ့ပပခါရမ်းပြီးအမိတ်ပေးလိုက်ပါတယ်ခေါ်သွားစမ်းဒီလိုနဲ့စိုးဝင်းဟာတက်တော်မဲ့ဝက်တကောင်လိုအော်ဟစ်ရင်အစွဲခံသွားရပြီးသူ့အတန်တွေတဖြည်းဖြည်းတိုးသွားကနောက်ဆုံးမှာတော့ငြိမ်းချမ်းမှုပြန်လည်ရောက်ရှိလာပါတယ်ကျွန်တော်တက်ပြင်းမောတစ်ခုချလိုက်မိပါတယ်နောက်ဆုံးတော့အေးအေးဆေးဆေးဖြစ်သွားပြီးတော့မြေပြင်ပေါ်ကအကျွေးစစ်လေးစေးကိုကောက်ဖို့ဖြည်းဖြည်းချင်းငုံလိုက်ပါတယ်ဥက္ကဋ္ဌချန်ကမပြုံးပဲမနေနိုင်တော့ပဲပြောပါတယ်ခင်ဗျားလိုဥစ္စာဆောင်နတ်မင်းကြီးကဒီလောက်ပတ်စံနေငယ်ကိုဂယုဆိုင်လိမ့်မယ်လို့မထင်ထားဘူးကျွန်တော်ကပေါ့ပေါ့ပပပဲပြန်ပြောလိုက်ပါတယ်ချင်းကောင်ဘလောက်ပဲတေးသေးအသားကတော့အသားပါပဲကျွန်တော်ကအကျွေးစစ်လေးစေးကိုလေထဲမြောက်ပြီးပြန်ဖမ်းလိုက်တဲ့အချိန်မှာဘေးကအတွင်းရေးမှုမလေးကတော့ရင်တပူပူနဲ့ကြည့်နေပြီးတွေးနေမိပါတယ်လေးချက်ဆိုတာပတ်စံများကြီးပဲလေမတော်တဆလွဲချော်ပြီးရေမြောင်းနဲ့ကျသွားရင်ဘယ်လိုလုပ်မလဲသူမဟာချမ်းသာတဲ့သူတွေပတ်စံသုံးပြုံးတာကိုမြင်ဘူးပေမဲ့တစ်ချက်တန်တွေကိုဂျုံစစ်လေးတွေလိုပေါ့ပေါ့ပပကစားနေတဲ့သူမျိုးကိုတော့တခါမှမမြင်ဘူးပါဘူးအဲ့ဒီလိုလွယ်လွယ်ကူကူဂယုမဆိုင်တဲ့အမူအရာကကျွန်တော်ကိုပို့ပြီးအထက်တန်းကျတဲ့သူတယောက်လိုဖြစ်စေပါတယ်တကယ်ထိတ်တန့်ဥစ္စာဆောင်နတ်မင်းကြီးလိုပဲအမူအရာတိုင်းကမြင့်မြတ်တဲ့ဂုဏ်တရားတွေပြည့်နေနေတာကြောင့်လူတွေကကျွန်တော်ကိုမိသားစုကြီးတစ်ခုရဲ့အမွေဆက်ခံသူလားလို့တောင်းတွေးမိစေပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့နည်းနည်းလေးရင်ခုန်နေတာပေါ့ဒါပေမဲ့အပြင်ပန်းတော့မပြပါဘူးအဲ့ဒီအချိန်မှာတယောက်ယောက်ကမယုံနိုင်ပဲပြောတာကိုကြားလိုက်ရပါတယ်တကယ်ပဲဗျာသူကလေရင်တစင်းအတွက်3210ကျပ်ကိုမျက်တောင်မခတ်တန်းသုံးလိုက်ပြီးအခုကျမှ4ကျပ်အတွက်တွက်ကတ်နေတယ်အဲ့ဒီစကားတွေကဝစ်စုံဝစ်ထားတဲ့အတွင်းရေးမှုမလေးကိုမှင်တက်သွားစေပါတယ်ဘာလို့လဲဆိုတော့သူမကစောစောကမရှိခဲ့ပဲကျွန်တော်လေရင်တစင်းကိုပေါ့ပေါ့ပပဝယ်လိုက်တယ်ဆိုတာမသိလို့ပါသူမကတော့အကျွေးဆေးမြောက်ကစားတာတဲ့အမြင့်ဆုံးသုံးဖြုံးမှုလို့ထင်နေတာဒါပေမဲ့ဒါနဲ့ရှင်ရင်တော့အယုတ်ပုံစံငယ်ဝယ်ရကနေလေရင်အစ်စ်ကြီးဖြစ်သွားတာကလုံးဝအခြားအဆင့်တစ်ခုပါပဲသူမကတော့ဒါဟာတထေးကြီးတွေရဲ့ထူးဆန်းတဲ့ဝါသနာတစ်ခုလားဆိုပြီးစိတ်ပြက်ပြက်နဲ့ခေါင်းခါယုံမဲ့တက်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ဥက္ကဋ္ဌချန်ကကျွန်တော်ကိုကြည့်ပြီးပြောပါတယ်ကဲပါမနောက်ပါနဲ့တော့ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျားကကျွန်တော်ရဲ့ဒေါသတွေကိုထွက်ခွင့်ပေးလိုက်တာပဲဒါပေမဲ့လူတွေကအကြောင်းမရှိပဲဘာမှမလုပ်ကြဘူးလေမင်းတက်ခင်ဗျားလိုနှိမ့်ချတဲ့သူမျိုးကတခုခုတောင်းဆိုစရာရှိလို့ဖြစ်ရမယ်မဟုတ်လားပြောတာပြောပါကျွန်တော်အနှဲငယ်ရေမောလိုက်ပါတယ်ဟာဟာဟာအဲ့ဒီလောက်တောင်တိတာနေတာလားသူကခေါင်းငိမ့်ပြပါတယ်အရန်တိတာပါတယ်ဒါနဲ့ကျွန်တော်ကပြောလိုက်ပါတယ်ကောင်းပြီအရင်ဆုံးထမင်းစားကြတာပေါ့စားရင်တောက်ရင်ပြောကြမယ်ကားပေါ်တက်ပါဒီလိုနဲ့အခြေအနေကပြောင်းလဲသွားပြီးမကြခင်မှာပဲကျွန်တော်တို့နှစ်ယောက်ဟာအဆင့်မြင့်ကော်ဖီဆိုင်တစ်ခုမှာထိုင်နေကြပါတယ်သူကနောက်ကိုမှီလိုက်ပြီးပြောပါတယ်ကဲအခုပြောပါဦးအဲ့ဒီဘိုးအင်း949ကိုဘာလို့ဖို့စီစဉ်ထားလဲကျွန်တော်ပေါ့ပေါ့ပပပဲပခုံးတွန်းပြလိုက်ပါတယ်ဘာလို့ရမှာလဲဒီအတိုင်းပဲထားလိုက်မှာပေါ့ကျွန်တော်ကမောင်းလဲမမောင်းတက်ဘူးအလှပြလေရင်ကြီးတစ်ခုလိုထားရတာလည်းမစိုးပါဘူးသူကကျွန်တော်ကိုဘာပြန်ပြောရမှန်းမသိတဲ့မျက်လုံးနဲ့ကြည့်ပါတယ်အလှပြလေရင်ကြီးဟုတ်လား3210ကျက်တန်လေရင်ကြီးကိုအလှဆင်ဖို့တက်တက်ပဲလားပြီးတော့သူကခေါင်းခါပြီးထပ်ပြောပါတယ်ကျွန်တော်ဆိုလိုတာကဒါကဒီအတိုင်းရှိနေတာဆိုတော့ကျွန်တော်တို့လေချောင်းလိုင်းကိုငှားမလားလို့ပါဈေးနှုန်းကိုညှိနှိုင်းလို့ရပါတယ်ကျွန်တော်မျက်ခုံးတစ်ဖက်ကိုပစ်လိုက်မိပါတယ်ငှားရမယ်ဟုတ်လားခင်ဗျားတို့ရဲ့နာမည်ကြီးလေချောင်းလိုင်းကလေရင်တွေလိုအပ်နေလို့လားသူကတက်ပြင်းချရင်မတက်တာတူပြောပါတယ်လိုအပ်တာထက်ကိုပို့တာပါလေရင်အစင်း20ရှိတယ်ဆိုတာကိုကြည့်ပြီးအထင်မကြီးပါနဲ့အဲ့ဒါတွေကအလှပြတက်တက်ပါပဲသူကလေရင်အစင်း20ရှိတယ်လို့ပြောတဲ့အချိန်မှာကျွန်တော်စိတ်ထဲကနေပေါ့ပေါ့ပပပဲတွက်ချက်ပြီးရေရွတ်လိုက်မိပါတယ်အစင်း20လေရင်တစ်စင်းကိုပျက်စီးဆုံးရှုံးမှု6000လောက်ရှိရင်တော့စုစုပေါင်း3,200ပဲရှိတာလေခင်ဗျားကဒီလောက်ပတ်စံနှဲငယ်လေးကိုတော့မထုတ်နိုင်ဘူးလို့ပြောနေတာလားကျွန်တော်ပါဇက်ကနေ3,200ဆိုတဲ့ပတ်စံနှဲငယ်ဆိုတဲ့စကားလုံးထွက်လာတဲ့အချိန်မှာပဲဥက္ကဋ္ဌချန်ကကော်ဖီတွေတောင်တိမတက်ဖြစ်သွားပြီးကျွန်တော်ကိုအတိတ်ပဲမရှိတာတွေပြောနေတဲ့အတိုင်းစိုက်ကြည့်ကပြန်ပြောပါတယ်အကိုကြီးလူတိုင်းကပတ်စံကိုအကိုကြီးလိုပေါ့ပေါ့ပပသဘောထားတယ်လို့ထင်နေတာလားထိတ်တန်းလေချောင်းလိုင်းတွေတောင်လေရင်တွေကိုအပိုင်မဝင်နိုင်ကြပါဘူးအများစုကဘန်တွေစီကနေငှားစီကြတာပါလေရင်တွေကဈေးကြီးလုံးလို့ပါကျွန်တော်တို့တစ်နှစ်ပတ်လုံးတေလူမတက်အလုပ်လုပ်ရင်တောင်ရတဲ့အမြက်ကလေရင်တောင်မှန်တစ်ဖက်ဝယ်ဖို့တော့မလောက်ပါဘူးကျွန်တော်မျက်မှောက်အနှဲငယ်ကုတ်ပြီးပြောလိုက်ပါတယ်ဒါဆိုခင်ဗျားကလေချောင်းလိုက်တစ်ခုကိုထောင်ထားပြီးဈေးနှုန်းကျက်နှဲငယ်ပဲရှိတဲ့လေရင်တစ်စင်းကိုတော့မတက်နိုင်ဘူးလို့ပြောနေတာလား
ဒါဆိုရင်ကုမ္ပဏီထောင်ထားတာဘာအဓိပ္ပာယ်ရှိလဲရွာပြန်ပြီးလေပဲစိုက်လိုက်တော့ဒါကိုကြားတော့သူကရင်ဘတ်ကိုဖိလိုက်ပြီးရုတ်တရက်နှလုံးရက်တော့မဲ့အတိုင်းဟန်ဆောင်ကညီးသွားပါတယ်ဖျားသခင်ဒါလူစကားဟုတ်ရဲ့လားကြက်အနေငယ်တန်တဲ့လေရင်ကိုမတက်နိုင်တာနဲ့လေပြန်စိုက်ရမယ်ဟုတ်လားဒါတကယ်ပဲလူအချင်းချင်းကြားကကွာဟချက်လားသူ့စကားကိုနားထောင်ရင်ကျွန်တော်ကောင်းထဲမှာတခုခုချက်ခနဲ့သဘောပေါက်သွားပါတယ်နေပါဦးအဲ့ဒီအထိပ္ပယ်ကသူတို့လေချောင်းလိုင်းကတစ်နှစ်ကိုတန်းပေါင်းများစွာရှာနေပြီးမနာမနေအလုပ်လုပ်နေတာတောင်3210ကျပ်အမျက်မထွက်ဘူးပေါ့ပြီးတော့ပိုပြီးယူသွတ်စရာကောင်းတာကိုသဘောပေါက်သွားတယ်ကျွန်တော်ရဲ့စနစ်ကတလချင်းစီဝင်ငွေပေးနေတာလေကျွန်တော်သာဆိုရင်သူတို့ကုမ္ပဏီတစ်ခုလုံးကိုဝယ်လိုက်လို့ရပြီးပတ်စံတောင်ပို့နေအောင်မယ်ကျွန်တော်စိတ်ထဲကနေတက်ပြင်းချလိုက်မိပါတယ်ဒါကတကယ်ကိုလွန်လှပါတယ်သူကကျွန်တော်ကိုတိတိကျကျကြည့်ပြီးမေးပါတယ်ဒါဆိုကိုမင်းတန့်ခမရသဘောတူတယ်လို့ယူဆရမလားကျွန်တော်ပေါ့ပေါ့ပါပဲခေါင်းချင်းပြလိုက်ပါတယ်ဒါပေါ့ဒီအတိုင်းထားရင်လည်းတန်ချီတက်မှာပဲစီပိုးလေးပါလေးရအောင်တုံးလိုက်တာပေါ့ကဲလက်မှတ်ထိုးကြဆိုသူချက်ချင်းမျက်နှာပွင့်လန်းသွားပါတယ်အလန်းကြီးပဲအငှားစာချုပ်တတ်မှတ်ချက်တွေအတွက်တော့ကျွန်တော်တို့ဘန်နာရဲ့အငှားစနစ်ပုံစံကိုသုံးပြီးအကျိုးအမြတ်ပြန်လည်ရရှိမှုကို3လတစ်ကြိမ်တွက်ချက်ပါမယ်ဒါပေမဲ့ကျွန်တော်ကစိတ်မရှိစွာနဲ့လက်ခပြပြီးသူ့စကားကိုဖျက်လိုက်ပါတယ်ကဲပါတော်ပြီအဲ့ဒီအကြီးမရအဖက်မရစကားတွေကိုရက်လိုက်စမ်းပါကျွန်တော်ကိုတိုက်ရိုက်ပဲပြောပါဒီလေရင်ကနာပြုပြင်ထိမ့်သိမ့်မှုနဲ့စီပိုးတွေမပါပဲတစ်နှစ်ကိုအသားတင်အမြတ်ဘယ်လောက်ရလဲသူကခဏလောက်စဉ်းစားပြီးပြန်ဖြေပါတယ်တစ်နှစ်ကို300ဝန်းကျင်ပါကျွန်တော်ကြောင်အန်းနဲ့မျက်တောင်ခတ်မိပါတယ်ရောင်းရမှာလားသူကအမြန်ပဲခေါင်းခါပါတယ်မဟုတ်ပါဘူး300ကျပ်ပါကျွန်တော်သူ့ကိုမယုံနိုင်ပဲစိုက်ကြည့်လိုက်မိပါတယ်ခင်ဗျားပြောနေတာကကျွန်တော်က3210ကျပ်နဲ့လေရင်ဝယ်ထားပြီးအရင်ကြည့်ဘူး10နှစ်တောင်စောင့်ရမယ်ဟုတ်လားခင်ဗျားကစီးပွားရေးလုပ်နေတာလားအလူတန်းလုပ်နေတာလားသူကတက်ပြင်းချရင်မတက်တာတလို့ပြောပါတယ်ဈေးကွက်ကဒီလိုပဲလဲပတ်နေတာလေးဗျာလေရင်တစ်စင်းရဲ့တက်တန်းက220ဝန်းကျင်ရှိပါတယ်ပထမ10နှစ်ကအရင်ကြည့်ဘူးဖြစ်ပြီးနောက်ထပ်10နှစ်ကတော့အမြတ်ဖြစ်ပါတယ်ဒါကတကယ်တော့အကျိုးအမြတ်အများကြီးရတာလို့သတ်မှတ်လို့ရပါတယ်ပြီးတော့ကျွန်တော်ခေါင်းခါလိုက်ပြီးထားလိုက်တော့အသားကအသားပဲမလားဒါနဲ့ကျွန်တော်နောက်ကိုမီထိုက်လိုက်ပြီးပြောလိုက်တယ်ရှင်းရှင်းလေးပဲတွေးကြည့်မင်းပြောတာတစ်နှစ်ကို300ကျပ်မလားဒါဆိုငါ့ကိုတစ်လကို25ကျပ်နောက်2နှစ်စာလွှဲပေးလေအဲ့ချိန်တွင်းမှာမင်းလေရင်ကိုကြိုက်တယ်လို့သုံးပြီးကျေးဇူးတင်နေလို့ရတယ်သူခဏလောက်မင်းတက်သွားပြီးသူကြားလိုက်ရတာတွေကိုမယုံနိုင်ဖြစ်သွားရတယ်ဒါပဲလားဘာစီကံမှမထုတ်ပဲတစ်လ25ကျပ်ပေးရုံပဲလားဒါကစက်သိမ်းထားနေရတယ်လို့ပဲနော်ကျွန်တော်သူကိုကြည့်ပြီးပြောလိုက်တယ်လုံမလားမလုံဘူးလားအဲ့ဒါနဲ့သူရင်တွေခုံပြီးခေါင်းငိမ့်ပြတယ်လုံမယ်ဗျအခုလက်မှတ်ထိုးကြဆိုတစ်စက်ကလေးတောင်မဖြုံးတော့ပဲသူကြတော့ကိုစာချုပ်တူတပေးရှာတယ်ကျတော့လက်မှတ်ထိုးပြီးတာနဲ့သူပြုံးလိုက်ပြီးဆရာကြီးခင်ဗျာဆရာကြီးနဲ့အလုပ်လုပ်ရတာတကယ်ပျော်ရွှင်ပါတယ်နောက်လဲဒီလိုကိစ္စအသေးလေးတွေရှိရင်ကျတော့ကိုဆက်သွယ်လိုက်ပါဒီလိုနဲ့ပဲကျွန်တော်တစ်လ25ကျပ်ကိုဘာမှလုပ်စရာမလိုပဲရတော့မယ်ဆိုတာကိုသိပြီးသဘောတစ်ခုပေါက်သွားခဲ့တယ်ဒါကပြင်းစရာကောင်းတဲ့ငွေရှာနေလေးပဲပေါ့